မြောက်ကိုရီးယားရဲ့ပြည်သူလူထုနဲ့အစိုးရကိုကျွန်တော်အနှုံးညွတ်တောင်းပန်ပါကျွန်တော်ကိုခွင့်လွှတ်ပေးပါကျွန်တော်ဘဝရဲ့အဆိုးဆုံးအမှားကိုကျွန်တော်လုံးမိခဲ့ပါတယ်အခုလိုတောင်းဆိုနေတဲ့သူကတော့အော်တို1ပေဖြစ်ပါတယ်သူကအမေရိကန်နိုင်ငံကကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့မြောက်ကိုရီးယားနိုင်ငံကိုအလည်ပတ်ခီးသွိုင်းကနေအကြီးမားဆုံးသောအိမ်မက်ဆိုးကြီးကိုကြုံတွေ့ခဲ့ရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်2016ခုနှစ်မှာသူ့ကိုမြောက်ကိုရီးယားနိုင်ငံချင်းတောင်မှာအလုပ်ချမ်းတဲ့ထောင်ဒဏ်15နှစ်ချမှတ်ခဲ့ပါတယ်သူရဲ့ပြစ်မှုကမပြောပါလောက်အောင်ကိုသိငယ်ပြီးတော့တချို့တွေကဆိုရင်အပြစ်မဟုတ်ဘူးလို့တောင်မှယူဆခဲ့ကြပါတယ်သူ့ကိုထောင်ဒဏ်ချပြီးတဲ့နောက်မှာတော့ပြင်ပလောကကြီးနဲ့ဆက်သွယ်မှုအားလုံးကိုပြတ်တောက်ပစ်ခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ကြားတင်းမာမှုတွေမြင့်တက်လာတဲ့အချိန်မှာအော်တိုကိုတစားကန်အနေနဲ့အသုံးပြုခဲ့တယ်လို့ယုံကြည်ရပါတယ်။သူ့ကိုမြောက်ကိုရီးယားနိုင်ငံအချင်းတောင်မှာတနည်းကြဖမ်းဆီးချုံနှောင်ခံရပြီးတဲ့နောက်အမေရိကန်နိုင်ငံကအော်တိုပြန်လာဖို့ကိုညှိနှိုင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူပြန်လာတဲ့အချိန်မှာတော့သူကလုံးဝကိုမတူညီတော့တဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။နှိမ့်ဆက်ခံရမှုတွေကြောင့်သူ့ကိုအုံနောက်တည်သွားတဲ့အခြေအနေမှာလို့ယူဆထားခဲ့ရပါတယ်။တကယ်ကိုဆိုးဆိုးဝါးပါပဲ။သူမိဘတွေရဲ့ပြောစကားအရသူ့ရဲ့ခြေလက်တွေကလုံးဝကိုပုံစံပြတ်သွားခဲ့ပြီးသူ့ရဲ့အောင်မေယုကသွားတယ်ကိုလေတယောက်ကပလိုက်ယာရီနဲ့ရိုက်ထုထားပုံရတယ်လို့သိရပါတယ်။ကံမကောင်းစွာနဲ့ပဲသူ့ရဲ့မိသားစုသူ့ရဲ့အိမ်ကိုပြန်ရောက်ပြီးတစ်ပတ်အတွင်းမှာအော်တိုကခွဲလွန်သွားခဲ့ပါတယ်။ဒါကိုမြောက်ကိုရီးယားနိုင်ငံကတာဝန်ယူဖို့ညှင်းဆိုခဲ့ပြီးအော်တိုရဲ့တည်ဆုံးမှုကိုအိတ်ဆေးတွေတောက်သုံးတာကြောင့်ဓာတ်မတည့်ပဲတရားတယ်လို့လွှဲချပါတယ်။ဒါပေမဲ့အမေရိကန်နိုင်ငံကသူတည်ဆုံးရတာမြောက်ကိုရီးယားနိုင်ငံအစိုးရရဲ့အပြင်းထန်ရိုင်းနဲ့နှိမ့်ဆက်ခံရတာကြောင့်ဖြစ်တယ်လို့အခိုင်အမာကိုထောက်ပြခဲ့ပါတယ်။ကျွန်တော်တို့ကဒီနေ့ဗီဒီယိုထဲမှာသူကဘာလုပ်ခဲ့တာကြောင့်ဒီလိုတွေခံစားခဲ့ရတယ်လဲဆိုတာကိုအသေးစိတ်ဆွေးနွေးပြောကြားပြီးတော့မှာပါ။ဒါပေမဲ့မြောက်ကိုရီးယားနိုင်ငံကအရင်ကတည်းကလူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီးအပြင်းထန်ချိုးဖောက်ခဲ့မှုတွေရှိတာကြောင့်သူ့ကိုဒီလိုဆက်ဆံခဲ့တာကလည်းအံ့ဩစရာမရှိပါဘူး။မြောက်ကိုရီးယားနိုင်ငံအကျဉ်းထောင်စနစ်ကနေလွတ်မြောက်လာခဲ့တဲ့သူတွေကလည်းအကျဉ်းစခန်းကအဆောင်တွေရိုင်းနေခြင်းနှိမ့်ဆက်ခြင်းတွေတောင်မှအစာအငတ်ခံထားတဲ့အထီးပါပြုလုပ်တာကြောင့်မို့လို့အကျဉ်းသားတွေကများအသက်ရှင်သန်နိုင်မှုအရေးဘူးကောင်တွေကိုပါစားသုံးနေရပါတယ်။ဒီနေရာကကမ္ဘာပေါ်မှာကြောက်ဖို့အကောင်းဆုံးနေရာပါပဲ။ဒီအပြင်ကမြောက်ကိုရီးယားနိုင်ငံကကလေးတွေကိုပါမချမ်းအလုပ်ချမ်းနေခိုင်းစေတဲ့အပြင်အဆိုးအဆုံးအဖြစ်သေးတယ်မှာပြီးပြပါတယ်။သူတို့ကခေါင်းဆောင်ကြီးလို့ခေါ်တဲ့ကင်ဂျုံအန်ဦးဆောင်ထိန်းချုပ်တဲ့ဒီနိုင်ငံက totalitarian စစ်ဆိုးရစနစ်အောက်မှာရှိပါတယ်။ဒီနိုင်ငံမှာကမ္ဘာအဆိုးဆုံးလူအခွင့်အရေးချိုးဖောက်ခံရမှုမှတ်တမ်းရှိပါတယ်။ဒီနေ့မှာအော်တိုမြောက်ကိုရီးယားနိုင်ငံမှာရှိနေစဉ်ဘာတွေဖြစ်ခဲ့တယ်လဲ။ဘာကြောင့်သူ့ကိုနိုင်ငံရေးနယ်ရုပ်တစ်ခုအနေနဲ့အသုံးချခဲ့တယ်လဲ။ပြီးတော့သူ့ရဲ့တည်ဆုံမှုအတွက်တကယ်ပဲမြောက်ကိုရီးယားနိုင်ငံကတာဝန်ရှိသလားဆိုတာကိုကျွန်တော်ကပြောပြပေးတော့ပါမယ်။ဒီလိုသနာစရာကောင်းတဲ့ကျွန်တော်တို့ရဲ့ဇာတ်လမ်းကိုမစားခင်ကျွန်တော်တို့ရဲ့ The World Power မြန်မာ channel ကို like and subscribe လုပ်ဖို့မေတ္တာရပ်ခံပါတယ်။အော်တို1ပေဆိုတဲ့ကောင်ကလေးကစော်စားလို့သိရှိပြီးအလုပ်လဲကြိုးစားတဲ့အားကစားလဲထူးချွန်တဲ့အသက်22နှစ်အရွယ်တောက်ပတဲ့အနာဂတ်နဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။သူကဝိုင်ယိုမင်အထက်တန်းကျောင်းကနေ2013ခုနှစ်မှာအောင်မြင်ခဲ့ပြီးတော့တန်းလုံးမှာဒုတိယအမြင့်ဆုံး GP အမှတ်ကိုရရှိခဲ့ပါတယ်။ဗာဂျီးနီးယားပြည်နယ်တက္ကသိုလ်မှာပညာသင်ဆုရရှိခဲ့ပြီးကျောင်းမှာကွန်သွေးစီးပွားရေးနဲ့ Global Sustainability ကမ္ဘာအရင်းမြစ်များအကြောင်းလေ့လာမှုအစအရာတွေကိုလေ့လာသင်ယူခဲ့ရပါတယ်။အော်တိုရဲ့ရည်မှန်းချက်ကဘဏ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ပဲဖြစ်ပြီးတော့သူ့ရဲ့အသက်မွေးချောင်းအလုပ်ကိုဒီဇိုင်းမမက်စပြီးမလုပ်ခင်မှာနောက်ဆုံးနေတဲ့ခီးသွားခြင်းမိခဲ့ပါတယ်။အော်တိုကနိုင်ငံရေးခြားတိုင်းပြည်တွေနဲ့သိပြီးစိမ့်တဲ့လူမဟုတ်တဲ့အပြင်ယဉ်ကျေးမှုပွားခြားမှုတွေကိုအတော်လေးသဘောကျလက်သက်တဲ့သူဖြစ်ပါတယ်။အစ္စရေး၊ကျူးဘား၊အီကွေဒေါနဲ့ဥရောပနိုင်ငံတချို့ကိုလည်းရောက်ခဲ့မှုပါတယ်။2016ခုနှစ်အစမေလမှာအိမ်ပြန်ပြီးတော့မှပွဲမယူခင်သူ့ရဲ့နောက်ဆုံးနှစ်အတွက်ဟောင်ကောင်နိုင်ငံမှာဆက်လက်ပညာသင်ယူဖို့စီစဉ်ခဲ့ပါတယ်။ဒါနဲ့ပဲသူ့